နူလာခတ်တဲ့ရဲ့အနီးနားမှာရေစီးကြောင်းတွေရုတ်တရက်အားကောင်းလာတာကိုတွေ့လိုက်ရလို့ကျွန်တော်တကယ်ပဲအံ့ဩမိပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီနေရာမှာရှိနေတဲ့သူတွေဟာကြောက်လန့်တကြားအော်ဟစ်ပြီးတော့ထွက်ပြေးပုန်းအောင်ကုန်ကြပါတယ်။အဲ့ဒီအမျိုးသမီးဟာဘာတွေဖြစ်နေလဲဆိုတာကိုတိတိကျကျမသိပဲပင်လယ်ပြင်ကြီးကိုပဲစိုက်ကြည့်နေမိပါတယ်။ခဏအကြာမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့ဆူနာမီလှိုင်းကြီးဟာအဲ့ဒီမျိုးစီကိုဥတီပြီးရောက်ရှိလာပါတော့တယ်။အဲ့ဒီလိုလှိုင်းလုံးကြီးအရှိန်ဟုန်နဲ့နီးကပ်လာတဲ့အချိန်မှာတော့ပြည်သူတွေဟာကြောက်လန့်တကြားနဲ့ထွက်ပြေးကြပါတယ်။အဲ့ဒီလိုပြေးလွှားနေကြတော့မှပဲမိန်းကလေးငယ်တစ်ယောက်ဟာချော်လဲသွားခဲ့ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကမြင်သွားတဲ့အတွက်သမီးဖြစ်သူစီကိုအပြေးလွှားသွားရောက်ပြီးတော့အခြားသူတွေနင်းမိမသွားအောင်ရင်ခွင်ထဲမှာပွေ့ဖက်ပြီးကာကွယ်ပေးထားလိုက်ပါတယ်။လူတွေအားလုံးထွက်ပြေးသွားကြပြီးတဲ့နောက်မှာတော့အဲ့ဒီဖခင်ဟာလှည့်ကြည့်လိုက်တဲ့အခါဆူနာမီလှိုင်းလုံးကြီးကသူတို့နဲ့အရန်ကိုနီးကပ်နေပြီဖြစ်ပါတယ်။အဲ့ဒီဆူနာမီလှိုင်းကြီးဟာအရန်မြင့်မားလုံးတဲ့အတွက်ကုန်းမြေတွေကိုပါလွှမ်းမိုးသွားခဲ့ပြီးအဲ့ဒီနေရာကနေလွတ်အောင်ပြေးဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ပါဘူး။ပြည်သူတွေဟာအဲ့ဒီကုန်းမြေပေါ်မှာအသက်လူပြီးပြေးလွှားနေကြပေမဲ့လည်းမကြခင်မှာပဲဆူနာမီလှိုင်းလုံးကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ကြရပါတယ်။အဲ့ဒီနောက်မှာတော့လှိုင်းလုံးကြီးဟာမြို့ရင်းပိုင်းထိဆက်လက်ဝင်ရောက်လာပြီးမြို့ကြီးတစ်မြို့လုံးကိုအလွယ်တကူပဲလွှမ်းမိုးသွားပါတော့တယ်။စက္ကန့်40-50အကြာမှာတော့အဲ့ဒီမြို့ရဲ့တဝက်လောက်ဟာရေအောက်ကိုရောက်ရှိသွားခဲ့ပြီးမြို့ထဲမှာရှိနေတဲ့သူတွေဟာလည်းထွက်ပြေးဖို့အချိန်မရလိုက်ပဲရေလိုင်းတွေရဲ့မျောပါခြင်းကိုခံလိုက်ကြရပါတယ်။ကြီးမားလာတဲ့အဆောက်အုံကြီးတွေဟာလည်းကတ်ထူပြားနဲ့လှုပ်ထားတဲ့အိမ်လေးတွေလိုပဲအလွယ်တကူပြိုကျပျက်စီးသွားခဲ့ပြီးအချိန်တိုအတွင်းမှာပဲအဲ့ဒီမြို့ကြီးဟာရေအောက်ထဲကိုလုံးဝရောက်ရှိသွားပါတော့တယ်။အဲ့ဒီမြို့ရဲ့အဆောက်အုံတစ်ခုကဓာတ်လေက left ထဲမှာတော့အမျိုးသမီးတစ်ယောက်ဟာပိတ်မိနေခဲ့ပါတယ်။ရေတွေဟာတရိပ်ရိပ်မြင့်တက်လာတဲ့အတွက်ဓာတ်လေကားထဲမှာရေတွေပြည့်လူနီးပါဖြစ်နေပါပြီ။အဲ့ဒီလိုရေဖိအားအလွန်ပြင်းထန်လာပြီးတဲ့နောက်မှာတော့ရေစီးကြောင်းဟာတဖန်ပြန်လဲစီးဆင်းသွားခဲ့ပါတယ်။အဲ့ဒီအဆောက်အုံထဲမှာပဲမိန်းကလေးငယ်တစ်ယောက်ဟာလည်းစီးဆင်းသွားတဲ့ရေလိုင်းတွေနဲ့အတူမျောပါသွားခဲ့ပါတယ်။အဆောက်အုံရဲ့မှန်ပြတင်းပေါက်တွေဟာလည်းကွဲအပ်ကုန်ပြီဖြစ်တဲ့အတွက်ရေစီးနဲ့အတူအလွယ်တကူပဲအပြင်ကိုမျောပါထွက်ရှိသွားပါတယ်။သူမရဲ့ဖခင်ဖြစ်သူကလိုက်လံဖမ်းဆီးဖို့စူးစမ်းနေစဉ်မှာပဲရေစီးကြောင်းကပုံမမြန်ဆန်သွားတဲ့အတွက်သမီးဖြစ်သူရဲ့လက်ကိုမနှဲပဲဖမ်းဆွဲထားလိုက်ရပါတယ်။အဲ့ဒီကလေးငယ်ဟာလည်းအရန်ကိုထိတ်လန့်ကြောက်ရွံ့နေရှာပါတယ်။အဲ့ဒီနောက်မှာတော့ဖခင်ဖြစ်သူဟာရှိသမျှခွန်အားတွေကိုစိုက်ထုတ်ပြီးသမီးဖြစ်သူကိုအပေါ်သို့ဆွဲတင်လိုက်ပါတော့တယ်။အဲ့ဒီလိုရေလိုင်းကြီးတွေပြန်လဲစီးဆင်းသွားတဲ့အချိန်မှာတော့လူအများပြားဟာလည်းရေစီးနဲ့အတူမျောပါသွားကြပြီးအချို့ကတော့တစ်ခုခုကိုအတင်းဖမ်းဆွဲထားနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းကန်ဆိုးမိုးမောင်ကြခြင်းတော့လျှက်စစ်ဖို့အား volt set တူညာအထိထုတ်လုပ်ပေးနိုင်တဲ့ transformer ကြီးဟာရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးအနားမှာရှိနေတဲ့သူတွေအားလုံးဟာလျှက်စစ်တက်လိုက်ပြီးအသက်ဆုံးရှုံးခဲ့ကြရပါတယ်။သူတို့တွေက2ယောက်ကတော့ငှက်ပြောပင်ကိုအမိပြုထားနိုင်ခဲ့တဲ့အတွက်ကြောင့်ကံကောင်းထောက်မစွာနဲ့အသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။လူတစ်ယောက်ကတော့ရေထဲမှာမျောပါသွားတဲ့သူ့ရဲ့ဖုန်းကိုလိုက်လံရှာဖွေနေပါတယ်။အဲ့ဒီလိုအပေါ်ကိုမောကြည့်လိုက်တဲ့အချိန်မှာတော့ကုန်တင်သင်္ဘောကြီးတစ်စင်းဟာသူ့ရဲ့အပေါ်မှာပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီသင်္ဘောပေါ်ကကွန်တိန်နာ container တစ်တာကြီးပြုတ်ကျလာပြီးအမျိုးသမီးတစ်ယောက်ကိုဖိမိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူဟာကြောက်လန့်တကြားနဲ့ဟိုပြေးပြေးလွှားနေပါတော့တယ်။သူ့ရဲ့အနီးနားကလူ2ယောက်ကိုလည်းကွန်တိန်နာတစ်တာကြီးကထပ်မံဖိမိသွားခဲ့ပြီးသူကတော့ကံကောင်းထောက်မစွာနဲ့လွတ်မြောက်နေစေဖြစ်ပါတယ်။အဲ့ဒီလိုပြုတ်ကျလာတဲ့ကွန်တိန်နာတွေဟာပောက်ကွဲကုန်ပြီးသူကတော့အသက်လူပြေးလွှားနေရပါတယ်။ဒါပေမဲ့လည်းမကြခင်အချိန်မှာပဲသူကိုယ်တိုင်လည်းကွန်တိန်နာတစ်တာကြီးရဲ့ဖိမိခြင်းကိုခံလိုက်ရပါတော့တယ်။